မိတ်ဆွေရဲ့အချစ်ဆုံးအကိုမိတ်ဆွေရဲ့စံပြပုဂ္ဂိုလ်မျက်စိရှိမှတင်ပြန်ပေးဆွဲခံလိုက်ရပြီး19ရက်ကြာမှမှတ်ဉဏ်တွေအားလုံးပျောက်ဆုံးပြီးလူစိမ်းတယောက်လိုပြန်ရောက်လာတယ်ဆိုရင်ဘယ်လိုလုပ်မလဲဇလန်းရဲ့အဓိကဇက်ကောင်ကတော့ကျင်းစော့ပါသူကစိတ်အားငယ်တက်ပြီးနားထဲမှာအတန်တွေအမြဲကြားနေရတဲ့ယောဂါကိုခံစားနေရတဲ့လူငယ်လေးတယောက်ပါသူ့ဘဝမှာအားကျဆုံးကတော့သူ့အကိုယူစော့ပဲယူစော့ကဥပဒေကျောင်းသားညံကောင်းတဲ့အားကစားတော်တဲ့လူတိုင်းကချစ်ခင်ကြတဲ့ကျင်းစော့အတွက်တော့သူ့အကိုဟာကဘာပေါ်မှာအားကိုးရဆုံးလူပါပဲသူတို့မိသားစုအိမ်တစ်ကိုပြောင်းလာကြတဲ့မိုးရီတီတီမိမိရွာနေတဲ့ညတရမှာကျင်းစော့နဲ့ယူစော့တို့လမ်းလျှောက်ထွက်လာတော့မှပဲယူစော့တယောက်သူ့မျက်စိရှိမှတင်ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်19ရက်ကြာမှယူစော့အိမ်ကိုပြန်ရောက်လာခဲ့တယ်ဒါပေမဲ့သူကပြန်ပေးဆွဲခံခဲ့ရတဲ့19ရက်တာအကြောင်းကိုဘာတစ်ခုမှမှတ်မိမနေတော့ဘူးသူ့ရဲ့ခြေထောက်ကလည်းထောနဲ့ဖြစ်နေတဲ့အဲ့ဒီနေ့ကစားပြီးကျင်းစော့ရဲ့စိတ်ထဲမှာတန်တရားတွေစတင်ဝင်ရောက်လာပါပြီတညမှာတော့သူအိတ်ချင်ရောင်ဆောင်နေတုန်းသူ့အကိုယူစော့ကအိယာကနေဓာပြီးနေ့လေကလို့ခြေရောက်နာနေတဲ့ပုံစံမျိုးမဟုတ်ပဲပုံမှန်လူတယောက်လိုလမ်းလျှောက်ပြီးအခန်းပြင်ထွက်သွားတာကိုတွေးလိုက်ရတယ်အဲ့ဒီနောက်မှာတော့သူ့မိသားစုတစ်ခုလုံးရဲ့အပြုအမူတွေဟာသူ့အတွက်ပု္ပ္ပာတစ်ခုလိုဖြစ်လာပါတော့တယ်ညတိုင်းသူ့အကိုကအပြင်ကိုတိတ်တိတ်လေးထွက်သွားတယ်သူ့အဖေနဲ့အမေကလည်းတစ်ခုခုကိုဖုံးကွယ်ထားကြတယ်သူ့အမေတိုက်တဲ့ဆေးကိုတောက်လိုက်တိုင်းသူအိမ်မက်ဆိုးတွေမက်ပြီးမှတ်ဉဏ်တွေဝေဝါးသွားတတ်တယ်သူတို့အားလုံးကသူ့ကိုလိန်ညာနေကြတယ်ဆိုတဲ့အတွေးကသူ့ကိုယူမတက်ဖြစ်စေခဲ့တယ်သူရဲစခန်းကိုသူ့အကိုရဲ့ပြန်ပေးဆွဲမှုကိုစုံစမ်းခိုင်းတဲ့အခါမှာတော့သူ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားစေမဲ့အဖြေတစ်ခုကိုရလိုက်တဲ့ရဲမှတ်တမ်းတွေရယူစော့ပြန်ပေးဆွဲခံရတဲ့အမှုဆိုတာလုံးဝမရှိခဲ့ပါဘူးတဲ့သူ့ပတ်ဝန်းကျင်ကအရာအလုံးဟာလိန်ညာမှုတစ်ခုဆိုတာတီးလိုက်ရတဲ့ကျင်စော့ဟာနောက်ဆုံးမှာတော့အင်္ဂဒါမြစ်ထားတဲ့တောက်ခတ်ထားတဲ့အခန်းကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့အဲ့ဒီအခန်းထဲမှာသူတွေးလိုက်ရတာကတော့လူတက်မှုတစ်ခုရဲ့ကြောက်မက်ဖွယ်ရာတက်တေခံပစ္စည်းတွေပါပဲအဲ့ဒီအချိန်မှာပဲသူ့အကိုယူစောနဲ့သူ့မိဘတွေကအခန်းရှိကိုရောက်လာပြီးသူ့ကိုအေးဆက်ဆက်ပြုံးရင်းနဲ့ကြည်နေကြတယ်သူတို့ကကျင်းစော့ကိုဖမ်းဖို့ကြိုးစားပါတော့တဲ့ကျင်းစော့တယောက်အသက်လူပြီးအိမ်ပေါ်ကနေထွက်ပြေးခဲ့တယ်သူရဲစခန်းကိုရောက်အောင်သွားပြီးအကူကြီးတောင်းခဲ့တယ်သူကရဲကိုသူ့နာမည်သူ့အသက်နဲ့သူ့မိသားစုအကြောင်းတွေရှိုက်ကြီးတင်ပြောပြခဲ့တယ်ကျွန်တော်နာမည်ကျင်းစော့ပါအသက်22နှစ်ပါခုနကကျွန်တော်အိမ်ကနေထွက်ပြေးလာတာပါသူတို့ကကျွန်တော်မိသားစုအစ်စ်တွေမဟုတ်ကြဘူးဒါပေမဲ့ရဲအရာရှိကပြန်ပြောလိုက်တဲ့စကားကသူ့ကိုမိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲမဟုတ်ဘူးညီလေးမင်းနာမည်ကကျင်းစော့မှန်တယ်ဒါပေမဲ့မင်းသက်က42နှစ်အခုက2019ခုနှစ်မင်းက1998ခုနှစ်ကဖြစ်ခဲ့တဲ့လူသက်မှုတစ်ခုရဲ့အဓိကတန်တရားရှိသူပဲအဲ့ဒီမှာပဲဇလန်းတစ်ခုလုံးပြောင်းပြန်လည်သွားပါတော့တယ်တကယ်တော့အခုလက်ရှိအချိန်ဟာ2019ခုနှစ်ပါကျင်းစော့ဟာအသက်42နှစ်အရွယ်လူကြီးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့စိတ်တန်ရာကြောင့်လွန်ခဲ့တဲ့အနှစ်1990ခုနှစ်ကအဖြစ်အပျက်တွေထဲမှာပဲပိတ်မိနေတာပါ1990ခုနှစ်မှာကျင်းစော့ရဲ့တကယ်မိသားစုဟာကားတိုက်မှုတစ်ခုကြောင့်ဆုံးပါသွားခဲ့ပြီးသူ့အကိုယူစော့ကတော့ခြေထောက်တစ်ဖက်ဒုက္ခိတစ်ဖြတ်အသွားခဲ့တဲ့စီးပွားရေးပြက်ကတ်ကြောင့်သူတို့ဘဝတွေအယမ်းခက်ခဲသွားပြီးအကိုဖြစ်သူခွဲစိတ်ဖို့ပိုက်ဆံလိုနေခဲ့တယ်အဲ့ဒီချိန်မှာလူတစ်ယောက်ကယူစော့ကိုဆက်သွယ်လာပြီးသူ့မိန်းမကိုအသက်အာမခံခြင်းအတွက်တပ်ပေးရင်ပိုက်ဆံအများကြီးပေးမယ်လို့ကမ်းလှမ်းခဲ့တယ်သူလဲလက်ခံပြီးအဲ့ဒီမိန်းမကိုတွားတက်ခဲ့တယ်ဒါပေမဲ့သူလူတက်နေတော့မှပဲအိမ်မှာကြံခဲ့တဲ့ကလေးကသူ့ကိုမြင်သွားခဲ့တယ်သူကြောက်လန့်ကြားနဲ့ထွက်ပြေးခဲ့တယ်အဲ့ဒီလူတက်မှုအပြီးမှာကျင်းစော့ဟာစိတ်ဖောက်ပြန်သွားပြီးသူ့ရဲ့မှတ်ဉဏ်တွေဟာအဲ့ဒီ1990ခုနှစ်မှာပဲရပ်တန့်သွားခဲ့ပါတယ်အဲ့ဒီလူတက်မှုကလည်းတရားခံမမိပဲပိတ်သိမ်းသွားခဲ့တဲ့အခုလက်ရှိ2010ခုနှစ်မှာယူစော့အဖြစ်ဟန်ဆောင်နေတဲ့သူကတကယ်တော့အဲ့ဒီလူတက်မှုရဲ့တရားခံကိုပြန်ဖော်ထုတ်ဖို့စ조사နေတဲ့လူငယ်လေးတစ်ယောက်ပါသူက1990ခုနှစ်ကအသက်ခံလိုက်ရတဲ့မိခင်ရဲ့တားရင်ပါသူကကျင်းစော့ကိုစိတ်ညှို့ပညာနဲ့လွန်ခဲ့တဲ့အနှစ်20ကအဖြစ်အပျက်တွေတဲကိုပြန်ဖို့ပြီးလူတက်မှုရဲ့အမှန်တရားကိုဖော်ထုတ်ဖို့စ조사နေတာပါသူ့ရဲ့အဖေအမေတွေကလည်းသူငားထားတဲ့တရုတ်ဆောင်ရေးပါပဲအမှန်တရားအားလုံးကိုတီးလိုက်ရတဲ့အချိန်မှာကျင်းစော့တယောက်လုံးဝပြိုလဲသွားပါပြီးသူကြောင့်သူ့အကိုဟာလူသက်သမားရဲ့ညီတယောက်အဖြစ်အသက်ရှင်နေရတယ်ဆိုပြီးအပြစ်မကင်းတယ်လို့ခံစားကသူ့ကိုယ်သူတက်တည်သွားခဲ့တယ်ဆိုတာကိုပါသူသိလိုက်ရတယ်နောက်ဆုံးမှာတော့ကျင်းစော့ဟာသူ့ရဲ့အပြစ်တွေသူ့ရဲ့နာကျင်မှုတွေအတွက်တာဝန်ယူတဲ့အနေနဲ့ဆေးထိုးပြီးသူ့ဘဝကိုအဆုံးသတ်သွားခဲ့ပါတော့တယ်